ချီးမွမ်းခြင်းရဲ့ကိုးကွယ်ခြင်းရဲ့ဝတ်ပြုခြင်းပေါ့နော်ကျွန်တော်တို့ဒီ၃ခုကျွန်တော်တို့ရောတစ်ဆက်တည်းသုံးတတ်ကြတယ်ဆိုတာပါလေဘိုးဘွယ်ချင်းဆိုတာပါလေသူပြုချင်းဆိုတာပါလေဘယ်သူကိုပြီးပြီးတယ်ပတ်တိုင်းပြောသလိုပေါ့နော်ဒါဒီအရာကအစီအစဉ်တစ်ခုရလည်းမဟုတ်ဘူးကျွန်တော်တို့နဲ့ညီကိုနှစ်ယောက်တော့ပြောကြသေးတယ်အဲဒီနဲ့အစီအစဉ်တစ်ခုဖြစ်သွားမှာတော့မှကြောက်တယ်ပေါ့နော်တခါလေအစီအစဉ်တစ်ခုဖြစ်သွားရင်အဲ့ဒီအစီအစဉ်ဟာကျွန်တော်တို့ခိုင်းမာသွားပြီးမှလေအစီအစဉ်ရဲ့ weight ကကျွန်တော်တို့ကိုဖိအားဖြစ်စေတယ်အာယုံကအစီအစဉ်ပေါ်မှာရောက်သွားမိတတ်တယ်နော်ဆိုတော့ကျွန်တော်တို့စုဝေးတာမှန်တယ်တိုးတော့အစီအစဉ်ပေါ်မှာကျွန်တော်တို့ရဲ့အာယုံတွေရောက်နေတာမဟုတ်ဘဲနဲ့ခရစ်တော်သားလင်ကျွန်တော်တို့ရဲ့အာယုံပြုသမျှဘ ਹੁ ပြုသမျှအားလုံးကိုဒီနေရာမှာခန်းစားစေခြင်းကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ဒါဒီအငွေအသက်ကိုရကျင်တာဖြစ်ပါတယ်လို့ဆိုတော့အစောနာမေးခွန်းပါချီးမွမ်းခြင်းရဲ့ကိုးကွယ်ခြင်းရဲ့ဝတ်ပြုခြင်းရဲ့ပေါ့နော်ကျွန်တော်တို့ဒီ၃ခုကျွန်တော်တို့ရောတစ်ဆက်တည်းသုံးတတ်ကြတယ်တစ်ခုတည်းလို့လည်းကျွန်တော်တို့ထင်မှတ်မိတတ်တယ်ပေါ့နော်ဆိုတော့သူရဲ့သက်ဆိုင်ရာအဓိပ္ပာယ်နဲ့ကျွန်တော်တို့ဖျားနဲ့ကျွန်တော်တို့စัจ जा ထဲမှာရှိတဲ့ဒီတဘောတဘာဝချီးမွမ်းခြင်းဆိုတာဘာလဲကိုးကွယ်ခြင်းဆိုတာဘာလဲဝတ်ပြုခြင်းဆိုတာဘာလဲဘု து ကိုဥတည်တယ်လဲဆိုတော့အရင်ဥဆုံးပေါ့နော်ဒီ၃ခုမှာဒီအကြောင်းအရာ၃ခုမှာပထမနှစ်ခုကပထမချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းကလူနဲ့ဖျားစัจ जा ထဲက relationship ဖြစ်တယ်เนาะလူနဲ့ဖျားနဲ့ကြားတဲ့ကဆက်ဆံရေးဖြစ်တယ်လူနဲ့ဖျားကြားတဲ့ကတွက်ဆက်မှုဖြစ်တယ်လူနဲ့ဖျားကြားတဲ့ကနဲ့ဆိုင်တဲ့ဒေါင်လိုက်ဆက်ဆံရေးပေါ့เนาะအဲ့ဒီဒေါင်လိုက်ဆက်ဆံရေးကြားတဲ့ကအရာကိုချီးမွမ်းခြင်းကိုးကွယ်ခြင်းဆိုတဲ့အရာနှစ်ခုကျွန်တော်တို့မြင်ထားဖို့ဖြစ်တယ်တစ်ဖက်ကဝတ်ပြုခြင်းဆိုတဲ့အရာကကြတော့အဲ့ဒါကကြတော့ဘယ်အပေါ်မှာသွားတယ်လဲဆိုရင်အလျားလိုက်ဆက်ဆံရေးလူနဲ့လူပေါ်မှာလူချင်းအပေါ်မှာအဲ့ဒါကဝတ်ပြုခြင်း self လို့ကျွန်တော်တို့ခေါ်တယ်အဲ့ဒီဝတ်ပြုခြင်းဟာလူနဲ့ဖျားစัจ जा တယ်မဟုတ်ဘဲနဲ့လူနဲ့လူစัจ जा တယ်ဖြစ်တယ်အလျားလိုက်ဆက်ဆံရေးဖြစ်တယ်ဒါဆိုရင် direction တစ်ခုဖြစ်တယ်ပေါ့နော်ချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းကအထက်အောက် direction ဖြစ်ပြီးမှဝတ်ပြုခြင်းဆိုတာကကြတော့လူချင်းရေပြင်းကြီးဆက်ဆံရေးဖြစ်တယ်လူကလူကိုဆက်ဆံတဲ့စွန့်ကြဲခြင်းဒါလည်းဝတ်ပြုခြင်းပဲအစီခံခြင်းဒါလည်းဝတ်ပြုခြင်းပဲမိတ္တာရဖွဲ့ခြင်းဒါလည်းဝတ်ပြုခြင်းပဲဝတ်ပြုခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာတော့အများကြီးပေါ့နော်ပြန်ရှိတယ်ဆိုတော့ဒါကတော့အလျားလိုက်ဆက်ဆံရေးဖြစ်တယ်ဆိုတဲ့အရာကိုအရင်ဆုံးပိုင်းခြားဖော်ပြပေးခြင်းနဲ့အဲ့တော့ချီးမွမ်းခြင်းလို့ပြောတဲ့အခါမှာဘာလဲဆိုရင်ဖခင်ရဲ့ရှိခြင်းဖြစ်ခြင်းဖခင်မှာဘာရှိတယ်လဲဖခင်ဟာဘာဖြစ်တယ်လဲ who he is ဆိုတဲ့သူ့ရဲ့အဖြစ်တော်ပေါ့နော်အဲ့ဒီအဖြစ်တော်ရဲ့နောက်တစ်ခုကဘာလဲဆိုရင်ဖခင်ကကျွန်တော်တို့အပေါ်မှာတက်ရောက်လာတဲ့သူ့ရဲ့ဂျေဇုတော်မဆာခြင်းဂျေဇုတော်သူကျွန်တော်တို့အတွက်လှုပ်ပေးတဲ့အရာအဲ့ဒီအရာနှစ်ပါး who he is လို့ခေါ်တဲ့ဖ
ဖျားဘဒူလဲဖျားမှာဘာရှိတယ်လဲဆိုတဲ့ဖြစ်ချင်းနဲ့နောက်တစ်ခုကသူကျွန်တော်တို့ပေါ်မှာဘာလုပ်တယ်လဲသူရဲ့ရှိခြင်းအတိုင်းသူကျွန်တော်တို့ပေါ်မှာဘလို့တက်ရောက်လာတယ်လဲသူရဲ့ဖြစ်ခြင်းအတိုင်းသူကျွန်တော်တို့ပေါ်မှာဘလို့ဂျေဇုပြုတယ်လဲဆိုတဲ့ what he has done for us သူကျွန်တော်တို့အတွက်ဘာလုပ်ပေးတယ်လဲဒီအရာနှစ်ပါးကိုကျွန်တော်တို့ကတိမှတ်ပြီးမှလေတိမှတ်ပြီးမှသူ့ကိုပြန်ပြီးမှဂုံပြုကြတာဂုံပြုတာတိမှတ်တယ်လို့ပြောတဲ့အခါမှာဘယ်ကနေလာတယ်လဲဆိုရင်တွေ့ကြုံခံစားခြင်းတွေကနေလာတိမှတ်တယ်လို့ပြောတဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ရဲ့ဂျေဇုတော်ကိုတွေ့ကြုံခံစားခြင်းတွေကနေလာတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အဖြစ်တော်ကိုတွေ့ကြုံခံစားခြင်းတွေကနေလာတာဖြစ်တယ်ဆိုတော့အိုက်ဇက်ကဘာဖြစ်တယ်လဲဆိုတာကိုကျွန်တော်တို့ကအိုက်ဇက်နဲ့မထိတွေ့ဘူးပဲနဲ့ဘလို့မှသူ့ကိုကျွန်တော်တို့ဂုံချီးမွမ်းဂုံပြုလို့မရနိုင်ကိုဘရက်ဟာဘလို့ပုဂ္ဂိုလ်လဲဆိုတာကိုကျွန်တော်တို့ကမထိတွေ့မခံစားဘူးပဲနဲ့ကိုဘရက်ဟာဘလို့ပုဂ္ဂိုလ်ဖြစ်တယ်လဲဆိုတာကိုကျွန်တော်တို့ဂုံတင်လို့မရနိုင်အဲ့တော့သူ့ကိုကျွန်တော်တို့ချီးမြှောက်တယ်ဂုံတင်တယ်ဂုံပြုတယ်လို့ပြောရင်သူနဲ့ကိုနဲ့စัจ जा ထဲမှာအထီးအတွေ့ရှိရတယ်အဆက်အဆံရှိရတယ်အဲ့တော့ဥမာယေရှုဟာကယ်တင်ရှင်ဖြစ်တယ်လို့ကျွန်တော်တို့သူ့ရဲ့ဂုံတော်ကိုတင်မြောက်ချီးမြှောက်တယ်လို့ပြောတဲ့အခါမှာကိုယ်တိုင်ကအဲ့ဒီကယ်တင်ခြင်းကိုခံစားရပြီးမှပဲချီးမြှောက်လို့ရတာဖြစ်တယ်ကယ်တင်ခြင်းမခံစားရတဲ့သူတယောက်ကယေရှုကိုကယ်တင်ရှင်ဖြစ်ကြောင်းကျွန်တော်တို့မွဲ့ဆိုဂုံပြုနေခြင်းဟာဒါသူ့ကိုဂုံတင်ရမရောက်ယေရှုဟာကယ်တင်ရှင်ဖြစ်တယ်မှန်စေတော့ဒါပေမဲ့အဲ့ဒီသူ့ရဲ့ဖြစ်ခြင်းကိုကျွန်တော်တို့ကတွေ့ကြုံခံစားရမှသာလျှင်တွေ့ကြုံခံစားခြင်းတွေကနေကိုတော်ဟာကယ်တင်ရှင်ဖြစ်တယ်ကိုတော်ဟာကောင်းမြတ်တယ်ကိုတော်ဟာလှပတယ်ကိုတော်ဟာစုံလင်တယ်ဆိုတာကိုကျွန်တော်တို့အတိအမှတ်ပြုပြီးမှဂုံတင်တာသူ့ကိုဂုံတင်တာဖြစ်တယ်ဂုံပြုတာဖြစ်တယ်အဲ့ဒီအရာကချီးမွမ်းခြင်းဖြစ်လာတယ်ချီးမွမ်းခြင်းဖြစ်လာအဲ့တော့အဲ့ဒီချီးမွမ်းခြင်းဟာတွေ့ကြုံခံစားခြင်းဆိုတဲ့အရာကအရန်ကိုအရေးကြီးတယ်တွေ့ကြုံခံစားမှုမပါပဲကျွန်တော်တို့ဂုံပြုတဲ့အရာချီးမြှောက်တဲ့အရာဟာအကြောင်းအရာမှန်နေရင်တောင်ဝေါ်ဟာရမှန်နေရင်တောင်အခြေအနေမှန်နေရင်တောင်မှတွေ့ကြုံခံစားမှုမပါရင်အဲ့ဒီအရာဟာသူ့ကိုချီးမြှောက်ဂုံပြုရမရောက်ဘူးချီးမြှောက်ဂုံပြုရမရောက်ဆိုတော့ကိုအဲ့ဒီတချင်းဆိုတာအရန်ကောင်းတာပဲเนาะနားမကြားလူတယောက်ကပြောမယ်ဆိုရင်နားမကြားလူတယောက်ကကိုအဲ့ဒီတချင်းဆိုတာအရန်ကောင်းတာပဲလို့ပြောရင်တချင်းဆိုကောင်းတာမှန်နေရင်တော့သူပြောတဲ့စကားဟာဘယ်ကနေလာတာမဟုတ်ဘူးလဲဆိုရင်တွေ့ကြုံခံစားပြီးမှလာတာမဟုတ်ပဲနဲ့ဟိုချီးမြှောက်ရမရောက်ပဲနဲ့ဂုံပြုတ်ရမရောက်ပဲနဲ့ဂုံတင်ရမရောက်ပဲနဲ့သူ့ကိုဘယ်လိုပြောမလဲအဆက်ရစီတဲ့အမှုရာမျိုးတော့ဖြစ်သွားเสียရှိတယ်သူရဲ့ဂုံအတရေညှိုးနွမ်းเสียအကြောင်းတော့ဖြစ်သွားသေးတယ်မျက်မြင်တယောက်ကကျွန်တော်ကိုချောလိုက်တာလို့လာပြောရင်နော်သူပြောတဲ့စကားကမှန်နေရင်တော့ကျွန်တော်ကဂုံယူလို့မရဘူးဖြစ်နေတာလေနော်ဝမ်းမြောက်เสียမရှိနေဘူးကိုယ့်အတွက်ကဆိုတာအဲ့ဒီလိုပေါ့နော်ဖျားဘဒူဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့မတွေ့ကြုံမခံစားမမြင်ရမဆက်ဆံဖူးပဲနဲ့မခံစားရပဲနဲ့ကိုတော့ကိုကျွန်တော်တို့တီဆိုတာပဲဖြစ်ဖြစ်တချို့တွေတော့တီဆိုမယ်တချို့တွေတော့တန်စင်နေမပါပဲနဲ့မွက်ဆိုတာရှိတယ်တချို့တွေကကြပြာလိုရွတ်ကောင်းရွတ်မယ်တချို့တွေကတက်တေခံခြင်းအပြင်ချီးမွမ်းတာရှိကောင်းရှိမယ်ဘလို့ပဲတုတ်ပြန်အားလုံးဟာဘယ်ထဲကလာဖို့လဲဆိုရင်တွေ့ကြုံခံစားခြင်းတွေကနေလာဖို့ဖြစ်တယ်အဲ့ဒါဟာနှုတ်ခမ်းအသီးသီးဟူသောချီးမွမ်းခြင်းဆိုတာဖြစ်လာတယ်နှုတ်ခမ်းကနေထွက်ပေါ်လာမွက်ဆိုလိုက်တဲ့အရာနော်သာရဖျားဒီငါဤတိုးထိန်လို့ဒီဆာလဆရာကမွက်ဆိုတဲ့အခါမှာဖယားကသူ့ကိုတိုးတကောင်လိုမျိုးကြည်ရှုတယ်ကြွေးမွေးတယ်ထောက်ပံ့တယ်အနာရစေတယ်လုံခြုံစေတယ်ဆိုတော့သူကခံစားရပြီးမှသာရဖျားဒီငါဤတိုးထိန်ဖြစ်တယ်ဆိုတဲ့အရာကိုသူကချီးမြှောက်ဂုဏ်ပြုခဲ့တာဖြစ်တယ်เนาะဒါချီးမွမ်းခြင်းနဲ့ဆက်ဆံပြီးမှဤများတော့အနေငယ်ပြောခြင်းနဲ့ကိုးကွယ်ခြင်းဆိုတဲ့အရာကကြတော့ဒါကတော်တော်ကျေပြန့်ပါတယ်တော်တော်ကြီးမားတဲ့အရာလည်းဖြစ်တယ်ကျွန်တော်ဘဝအသက်တာအတွက်အနှစ်ချုပ်အနေနဲ့ရိုးစင်းနဲ့လွယ်ကူကူ
ကျွန်တော်နားလည်ပြီးမှသူတို့ဘာကိုလဲကျွန်တော်ဒီသဘောတရားနဲ့ပဲလက်တွေ့ကြဆိုတာရှင်းပြအဲ့ဒါကဘာလဲကိုးကွယ်ခြင်းဆိုတာဖျားကိုဖျားနေရာမှာထားပြီးလူကလူနေရာမှာလူနေတာဖျားကိုဖျားနေရာမှာထားပြီးဖျားလို့ဆက်ဆံရင်အဲ့ဒါကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းပဲနော်ဖျားရဲ့ရှိခြင်းအတိုင်းဖျားရဲ့ဖြစ်ခြင်းအတိုင်းဖျားရဲ့နေရာမှာဖျားကိုကျွန်တော်တို့ထားပြီးကျွန်တော်တို့ရှိရမယ့်နေရာကနေကျွန်တော်တို့ဆက်ဆံရမယ့်နေရာကနေဖျားကိုကျွန်တော်တို့ဆက်ဆံပေါင်းဖော်နေတာဟာအဲ့ဒါကိုးကွယ်ခြင်းအသက်တာဖြစ်တယ်။နော်ဖျားကိုကျွန်တော်တို့အမြင့်ဆုံးချီးမြှောက်ကြမယ်။ကဲဖျားကိုအမြင့်ဆုံးကျွန်တော်တို့အမြင့်ဆုံးနေရာမှာထားကြမယ်။တကယ်တော့အမြင့်ဆုံးနေရာမှာထားလို့ဖျားကအမြင့်ဆုံးရောက်သွားတာမဟုတ်ပဲနဲ့လေသူ့နေရာကိုကသူကအမြင့်ဆုံးဖျားဖြစ်နေတာကိုအမြင့်ဆုံးဖျားဖြစ်နေတဲ့အတွက်သူ့ရဲ့ဖြစ်ခြင်းအတိုင်းကျွန်တော်တို့ရဲ့နှလုံးသားအမြင့်ဆုံးအထွတ်ထိပ်နေရာမှာကျွန်တော်တို့သူ့ကိုထားလိုက်ခြင်းကိုကကျွန်တော်တို့သူ့ကိုကိုးကွယ်နေခြင်းဖြစ်တယ်။ဖျားကိုကျွန်တော်တို့ယိုသေးကြယိုသေးတယ်လို့ပြောတဲ့အခါမှာဖျားကိုနိုင်ကိုကယိုသေးဖွယ်ကောင်းတဲ့ဖျားဖြစ်နေလို့ယိုသေးလေးမျက်စရာကောင်းနေတာသူ့ရဲ့ဂုံတက်တိကိုကယိုသေးခြင်းလေးမျက်ခြင်းဂုံပြုခြင်းထိုက်တန်နေတာဖြစ်တဲ့အတွက်သူ့ရဲ့ရှိခြင်းအတိုင်းပဲသူရှိရမယ့်နေရာမှာကျွန်တော်တို့သူ့ကိုထားခြင်းဟာသူ့ကိုကျွန်တော်တို့ဆက်ဆံခြင်းဟာအဲ့ဒါကိုးကွယ်ခြင်းညီတယ်ဖះကိုကျွန်တော်တို့ကြောက်ရွံ့ကြတယ်ဆိုပါစို့ဖះကိုကြောက်တယ်ဆိုတာလည်းပဲဒါကသူ့ရဲ့ဂုံတက်တိနဲ့ကိုသူကလိုက်ဖက်နေတာဖះရဲ့အဖြစ်တော်ဟာကြောက်မဲ့ဖွယ်ဖြစ်တယ်ဖះရဲ့ဂုံတော်ဟာအံ့ဩဖွယ်ဖြစ်တယ်အဲ့တော့သူ့ရဲ့ရှိခြင်းဖြစ်ခြင်းတွေကိုကျွန်တော်တို့ကသူရှိရမယ့်အတိုင်းသူဖြစ်ရမယ့်အတိုင်းကျွန်တော်တို့သိမှတ်ဝန်ခံပြီးမှသူ့ကိုကျွန်တော်တို့ပြန်ဆက်ဆံနေတဲ့အရာအားလုံးဟာကိုးကွယ်ခြင်းပဲအဲ့ဒါကိုးကွယ်ခြင်းပဲဖះကိုကျွန်တော်တို့နှိတ်ချဖះရှိမှကျွန်တော်တို့ကိုနှိတ်ချတယ်ဆိုတာဒါဖះကျွန်တော်တို့ကိုတောင်းဆိုတဲ့အရာလောက်ရမယ်လို့ပြညတ်တဲ့အရာမဟုတ်ပဲနဲ့ဖះရဲ့မြင့်မားခြင်းကိုကျွန်တော်တို့သိမြင်လေးလေးကိုအလိုနေရင်းနဲ့ကိုကျွန်တော်တို့ကနှိတ်ချဖို့အကြောင်းဖြစ်လာဖះကျွန်တော်တို့ကိုဖိနှိတ်เสียမလို့ပဲနဲ့ကိုသူ့ရဲ့မြင့်မားခြင်းအတိုင်းသူ့ကိုကျွန်တော်တို့ဝန်ခံတဲ့အခါမှာကျွန်တော်တို့ကဖះရှိမှအလိုနှိတ်ချဖို့ဖြစ်လာတယ်ဒါကိုးကွယ်သူရဲ့အသက်တာထဲမှာအလိုလျောက်ဖြစ်လာတဲ့အရာဖြစ်တယ်ဆိုတာကဖះကိုကျွန်တော်တို့ဖြစ်ခြင်းတဲ့ပုံစံကျွန်တော်တို့လိုချင်တဲ့ပုံတံနဲ့ဖះကိုတတ်မှတ်ပြီးမှကျွန်တော်ထားခြင်းတဲ့နေရာမှာထားပြီးကိုးကွယ်ရတာမျိုးမဟုတ်နော်ဖះကိုလိုချင်တဲ့ပုံစံနဲ့ဖန်တီးပြီးမှမြင်အောင်ပြီးမှကိုတော်ကတော့ဒီမှာနေဟိုမှာနေပလင်ပေါ်မှာနေစင်ပေါ်မှာနေကိုတော်ကတော့စန်ဒေးမှာလာဟိုနေ့မှာလာရက်တွေဒိတ်တွေနေရာတွေကိုကျွန်တော်တို့ကတတ်မှတ်ပြီးကိုလိုချင်တဲ့ပုံစံနဲ့ဖះကိုကျွန်တော်တို့နေရာပေးခြင်းမဟုတ်ဘဲနဲ့သူ့ရဲ့ရှိခြင်းအတိုင်းသူ့ရဲ့ဖြစ်ခြင်းအတိုင်းသူ့ကိုကျွန်တော်တို့ကလက်ခံဖို့တိမှတ်ဖို့ဝန်ခံဖို့ဒါကအရေးကြီးတာဖြစ်တယ်ကျွန်တော်တို့ထင်တယ်လို့ဖះကဖြစ်နေတာမဟုတ်ပဲကျွန်တော်တို့ယုံတယ်လို့ဖះကဖြစ်နေတာမဟုတ်ပဲကျွန်တော်တို့တတ်မှတ်တယ်လို့ဖះကဖြစ်နေတာမဟုတ်ပဲဖះဖြစ်နေတဲ့အတိုင်းကျွန်တော်တို့ယုံတတ်ဖို့ကအရေးကြီးတယ်ဖះရှိနေတဲ့အတိုင်းကျွန်တော်တို့ကဆက်ဆံတတ်ဖို့ကအရေးကြီးတယ်ဖះရဲ့အဖြစ်တော်အတိုင်းပဲဖះကမြင့်ရင်လည်းမြင့်မယ်နှိမ့်ရင်လည်းနှိမ့်မယ်မြင့်သည်ဖြစ်စေနှိမ့်သည်ဖြစ်စေသူ့ရဲ့ရှိခြင်းအတိုင်းပဲကျွန်တော်တို့ကလက်ခံဆက်ဆံအတိအမှတ်ပြုပြီးမှဝန်ခံပေါင်းဖော်နေဖို့ကဒါကအရေးကြီးတာဖြစ်တယ်အချုပ်အနေနဲ့ပြောရရင်တော့ဖះကိုဖះလိုပဲဆက်ဆံဖို့ဖြစ်တယ်နော်ဖះကိုဖះလိုပဲဆက်ဆံဖို့ဖြစ်တယ်ကိုကလူလိုနေဖို့ပဲဖြစ်တယ်လူဒီဆိုပါစို့နှုတ်ကပတ်တော်အဖြစ်ပြလူဒီမုတ်အဖြစ်တဲ့အသက်ကိုမွေးရသည်မဟုတ်ဖះခင်မိတ်တော်မူသည်များအဖြစ်တဲ့အသက်ကိုမွေးရဒါဆိုရင်လူဆိုတာဘယ်လိုနေရမလဲဖះပြောတာကိုနားထောင်ပြီးအသက်ရှင်ရမယ်အဲ့ဒါလူကကိုယ့်နေရာကိုနေတာနော်အခုတော့ပြောင်းပြန်ဖះကိုပဲကျွန်တော်တို့ကဟိုဟာလုတ်ပြီးဒီဟာလုတ်ပြီးပြန်ခိုင်းတာလေနော်စံစာပြန်ပြောင်းတော့မယ်ဖះသည်မုတ်အဖြစ်တဲ့အသက်ကိုမွေးရသည်မဟုတ်လူမိတ်တော်မူသည်များအဖြစ်တဲ့အသက်ကိုမွေးရမယ်ဆိုတဲ့အခြေအနေမျိုးပြန်ဖြစ်လာတယ်ကျွန်တော်တို့ကတကယ်တော့လူကဖះနေရာရောက်ပြီးဖះကလူနေရာရောက်သွားတာမျိုးဘဝမှာဖြစ်တတ်တယ်လေเนาะဒါဥပမာတစ်ခုပြောတာဖြစ်တယ်ဆိုတော့ကဖ
ဖျားကိုဖျားလိုပဲသဘောထားပြီးဖျားနေရမှာဖျားရဲ့အဖြစ်တော်အတိုင်းကျွန်တော်တို့နှလုံးသားမှာအတိမတ်ပြုနေတယ်သူ့ကိုဝန်ခံတယ်သူ့ကိုနေရာပေးတယ်သူ့ကိုကျွန်တော်တို့ဆက်ဆံနေတာဟာဒါကိုးကွယ်ခြင်းအသက်တာဖြစ်ပြီးမှကိုးကွယ်သူတယောက်အနေနဲ့ကြတော့ဘယ်နေရာမှာနေရတယ်လဲဆိုရင်ကိုကိုဖျားဖန်ဆင်းထားတယ်ကိုကိုဖျားအသက်ရှင်ဖို့အတွက်နီလန်ထပ်ထားတဲ့နေရာမှာပဲကျွန်တော်တို့မှန်ကန်စွာအသက်ရှင်ပြီးဖျားရဲ့ရှိခြင်းဖြစ်ခြင်းအတိုင်းကျွန်တော်တို့ပေါင်းဖော်ဆက်ဆံခြင်းဟာဒါဟာကိုးကွယ်ခြင်းဖြစ်တယ်ဒါအစီအစဉ်တစ်ခုမဟုတ်ဘူးဒါကဘဝတစ်ခုလုံးနဲ့ဆိုင်တယ်ဒါဘဝတစ်ခုလုံးနဲ့ဆိုင်တယ်နိုင်ပိုင်းနဲ့ဆိုင်တဲ့အမှုရာမဟုတ်ဘဲနဲ့အချိန်ပိုင်းနဲ့ဆိုင်တဲ့အရာမဟုတ်ဘဲနဲ့ဘဝတစ်ခုလုံးမှာဖျားကိုကျွန်တော်တို့ကဒီနီလန်အတိုင်းဆက်ဆံအသက်ရှင်ပြီးမှကိုးကွယ်သူဖြစ်ဖို့ဒါအရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူတော်များကချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းလို့ပြောရင်ဖျားเจ้าမှာလောက်ရမယ်အစီအစဉ်တစ်ခုလို့ကျွန်တော်တို့နော်ထင်မှတ်ထားတယ်နော်အဲ့ဒီအရာလေးကလည်းနည်းနည်းလေးဟိုနားလည်ဖို့ကောင်းတဲ့အရာဖြစ်တယ်တကယ်တော့ချီးမွမ်းခြင်းကိုးကွယ်ခြင်းဆိုတော့ဟောနာကရှေ့မှာပြောခဲ့တဲ့အတိုင်းဒါဘဝတစ်ခုလုံးနဲ့ဆိုင်တာဖြစ်တယ်ဒါဆိုရင်ဖျားเจ้าမှာချီးမွမ်းကိုးကွယ်တာမားတယ်လို့ကျွန်တော်ဆိုတာမဟုတ်ဘဲနဲ့ဖျားเจ้าမှာချီးမွမ်းကိုးကွယ်တာကြတော့ဒါကညီအကိုတွေယုံကြည်သူစုပေါင်းပြီးမှကြောက်ရစ်ပလင်တီကြတာဖြစ်တယ်စုဝေးပြီးဖျားကိုအတူတူဘုံပေးကြတာစုဝေးပြီးဖျားကိုအတူတူဂုံပြူကြတာဖြစ်တယ်ဒါကတဘောတူပြီးတနေရာမှာစုဝေးပြီးချီးမွမ်းတဲ့အရာတနေရာမှာစုဝေးပြီးမှဖျားကိုကိုးကွယ်ကြတဲ့အရာဒါအမားမဟုတ်ပါဘူးတိုးတော်လဲကျွန်တော်တို့ကကိုးကွယ်ခြင်းဖြစ်စေချီးမွမ်းခြင်းဖြစ်စေအဲ့ဒီနေရာအဲ့ဒီအချိန်မှာပဲပြုရမယ့်အစီအစဉ်တစ်ခုအနေနဲ့ကျွန်တော်တို့ကန့်တတ်မယ်ဆိုရင်တော့ဒီအရာဟာချီးမွမ်းကိုးကွယ်ခြင်းရဲ့အနှစ်သာရကိုအများကြီးเนาะအတိတ်ပဲပြည့်ယွင်းစေတဲ့ချီးမွမ်းကိုးကွယ်ခြင်းရဲ့တကယ်ကြီးမားတဲ့နဲ့နေတဲ့ဖခင်ရဲ့အကြံစီတော်ကိုကျွန်တော်တို့ကတန်ဖိုးရော့စေတာဖြစ်တတ်တဲ့အတွက်ဒါဟာတတိထားဖို့ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဟောနာမေခွန်ထေကဝတ်ပြုခြင်းပေါ့နော်ဝတ်ပြုခြင်းဆိုတာလူကိုပြုတာဖြစ်တယ်မိဋ္ဌာယဝတ်ပြုတယ်စွန့်ကြဲခြင်းဝတ်ပြုတယ်เนาะကျွန်တော်တို့အငယ်ဆုံးသောသူတွေကိုဖေးမခြင်းဒါလည်းဝတ်ပြုခြင်းပဲတချို့သောဝတ်ပြုခြင်းတွေကနော်ဖះเจ้าမှာလုပ်တယ်တချို့သောဝတ်ပြုခြင်းတွေကျတော့ကိုယ့်ရဲ့မိသားစုထဲမှာလုပ်တယ်မိဘကသားသမီးကိုကျွေးမွေးတွင်တင်တယ်အဲ့ဒါလည်းဝတ်ပြုတာပဲသားသမီးကလည်းမိဘကိုအလုပ်ကျွေးပြုတယ်ဒါလည်းဝတ်ပြုတာပဲအင်္ဂါအချင်းချင်းဝတ်ပြုတယ်ယုံကြည်သူအချင်းချင်းဝတ်ပြုကြတယ်အစီခံကြတယ်ဒါကဝတ်ပြုခြင်းမြည်တယ်ဒါပေမဲ့ဒီတက်ပို့ပြီးလူအများနဲ့ဆိုင်တဲ့အရာဆိုရင်ဥပမာဒန်ယေလတို့ရဲ့ဝတ်ပြုခြင်းကြတော့သူတို့ကနိုင်ငံနဲ့ဆိုင်သွားတယ်သူတို့ကိုဖျားထားတဲ့နေရာနဲ့ပတ်သက်ပြီးသူတို့ကိုဖျားထားတဲ့နော်ယာဒူးနဲ့ပတ်သက်ပြီးသူတို့အစီခံခြင်းအရာကသူတို့လူမျိုးပေါ်မှာတော်လကောင်တိုင်းနိုင်ငံတစ်ခုပေါ်မှာတော်လကောင်တဲ့ရောက်လာတယ်ဣဒတာရဲ့အစီခံခြင်းကြတော့မိဖျားအရာကနေသူကအစီခံရတာဒါဝိရဲ့အစီခံခြင်းကြတော့တိုးချောင်းသားနေရာကနေသူကအစီခံရတာအဲ့တော့တိုးချောင်းသားတယောက်အနေနဲ့တိုးတွေပေါ်မှာအစာကျွေးတယ်ရေတိုက်တယ်လုံခြုံမှုပေးတယ်ခြင်သိပ်ရန်ကနေကာကွယ်တယ်ဒါလည်းသူ့ရဲ့အစီခံခြင်းပဲအဲ့တော့အစီခံခြင်းလို့ပြောရင်လူချင်းရယ်မှမဟုတ်ဘူးကိုနားမှာရှိတဲ့တရိษံကိုနားမှာရှိတဲ့အပင်ကိုနားမှာရှိတဲ့ပတ်ဝန်းကျင်အားလုံးပေါ်မှာဖျားကိုကိုဆက်ဆံတယ်လို့သူတို့ပေါ်မှာကိုကဆက်ဆံခြင်းဖြစ်တယ်ဖျားကိုကိုချစ်တယ်လို့သူတို့ကိုကချစ်တာဖျားကိုကိုကျွေးမွေးတယ်လို့ကိုဘေးနားမှာရှိတဲ့တိုးတွေကိုကကျွေးမွေးတာအဲ့ဒါအစီခံခြင်းဖြစ်လာအဲ့တော့အစီခံခြင်းဆိုတာလူကဖျားကိုအစီခံတာမဟုတ်ဘဲနဲ့ဖျားကိုကိုဆက်ဆံတယ်လို့ပဲကိုဝေခြင်းအသက်တာထဲမှာကိုတွေ့ကြုံခံစားရတဲ့ဖျားဟာငါ့ကိုဒီလိုချစ်ပါလားငါ့ကိုဒီလိုတာဝန်ယူပါလားငါ့ကိုဒီလိုကျွေးမွေးပါလားဆိုတာကိုကခံစားရပြီးမှလေကိုနားမှာရှိတဲ့လူဖြစ်စေတရိษံဖြစ်စေအပင်ဖြစ်စေပတ်ဝန်းကျင်အဲ့ဒီပေါ်မှာကျွန်တော်တို့ကျွေးမွေးနေတာအစီခံအလုပ်ကျွေးပြူးနေတာတန့်ရှင်းစီနေတာအဲ့ဒါအစီခံခြင်းဖြစ်လာနော်ဒီနေ့တော့မှဟာတအနေနဲ့သူတို့နဲ့ပြောလိုက်သေးတယ်ဘာလဲဆိုရင်ကျွန်တော်တို့ကပကံတော့စင်အောင်မဆေးဘူးဆိုလိုက်တဲ့ချင်းကကိုတော်ဒီတန်ရှင်းဒီနီးသူကျွန်တော်ကိုတန်ရှင်းစေတော့ဖေရအဝတ်တော့မလျှော်ဘူးကို
ကိုကိုတဲ့အင်ဂျီတော့ကိုမလျှော်ကိုအင်ဂျီကိုတော့ကိုကတန့်ရှင်းအောင်မထားဘဲနဲ့ကျွန်တော်တို့ကကိုတော်ဒီတန့်ရှင်းဒီနီးသူကျွန်တော်တို့ကတီးဆိုတတ်တယ်ဆိုတော့ကဟုတ်တယ်ကိုတော်ဟာတန့်ရှင်းတယ်ကျွန်တော်ကိုတန့်ရှင်းစေတယ်ဒါဖះကိုကိုဆက်ဆံတဲ့အရာဖြစ်တယ်ဒါဆိုရင်ဒီကိုးကွယ်ခြင်းအပေါ်နဲ့အောက်ဆက်ဆံရေးအတိုင်းကိုနဲ့ဆိုင်တဲ့ကိုရဲ့အဝတ်အစားကိုနဲ့ဆိုင်တဲ့ကိုမိသားစုကိုနဲ့ဆိုင်တဲ့ကိုရဲ့အခန်းကိုနဲ့ဆိုင်တဲ့ကိုအသင်းတော်ကိုနဲ့ဆိုင်တဲ့ကိုမိသားစုကိုကဖះကိုဆက်ဆံတယ်လို့ပဲသူတို့ပေါ်မှာကိုကဆက်ဆံခြင်းအလုတ်အကျွေးပြုခြင်းကအဲ့ဒါအစီခံခြင်းဖြစ်လာတယ်ဝတ်ပြုခြင်းဖြစ်လာတယ်ဆိုတော့အသင်းတော်မှာအစီခံတယ်လို့ပြောရင်ဘာလဲဖះကိုဆက်ဆံတယ်လို့ပဲကိုနဲ့ဆိုင်တဲ့အသင်းတော်ကိုကဆက်ဆံဖို့ဖြစ်တယ်အင်္ဂါချင်းကိုဝတ်ပြုတယ်ဆိုတာဘာလဲဖះကိုမိတ္တာရဖွဲ့တယ်လို့ပဲကိုနဲ့ဆိုင်တဲ့ကိုရဲ့အင်္ဂါချင်းကိုကမိတ္တာရဖွဲ့တာဆိုတဲ့ကိုဖះလက်ခံတယ်လို့ပဲကိုပေါ်မှာဆိုတဲ့ကိုရဲ့ညီအကိုကိုကလက်ခံရကိုစိတ်ဆန္ဒနဲ့ကိုခံစားချက်နဲ့လက်ခံဆက်ဆံတာမဟုတ်ပဲနဲ့ဖះကိုဆက်ဆံလက်ခံတယ်လို့ပဲကိုနဲ့ဆိုင်တဲ့အင်္ဂါချင်းတွေကိုကျွန်တော်တို့လက်ခံပေါင်းဖော်ခြင်းဟာဒါဟာဝတ်ပြုခြင်းမိတယ်เนาะဝတ်ပြုခြင်းလို့ပြောရင်တော့နေပယ်ပေါ်မူတည်ပြီးမှယာဒူးပေါ်မှာမူတည်ပြီးမှကျွန်တော်တို့ကျင်လည်တဲ့နေရာပေါ်မှာမူတည်ပြီးမှပုံစံလေးတွေတော့ကွဲသွားလိမ့်မယ်เนาะဟိုကအဖေနေရာကနေသားသမီးကိုအစီခံရတာရှိတယ်ဆရာအနေရာကနေတပည့်တွေကိုအစီခံရတာရှိတယ်ခေါင်းဆောင်နေရာကနေနောက်လိုက်တွေကိုအစီခံရတာရှိတယ်အသင်းတော်အရာမှာအင်္ဂါအချင်းချင်းအစီခံရအသေးအုပ်ဆရာတယောက်အနေနဲ့ပြောရင်တော့ယုံကြည်သူတွေကိုအစီခံရတာရှိတယ်ကိုဖះကနမိတ်လက္ခဏာအဖြစ်အသုံးပြုတယ်ဆိုရင်တော့နမိတ်လက္ခဏာအဖြစ်လူတွေကိုအစီခံရတာရှိတယ်စုကျေးဇူးဖះတခင်ကိုပေးတယ်ဆိုရင်အဲ့ဒီစုကျေးဇူးတွေနဲ့အသင်းတော်ကိုကျွန်တော်တို့အစီခံရတဲ့အရာတွေရှိတယ်နှုတ်ကပတ်တော်ဝင်ကဖို့ဖះတခင်ကိုစီစဉ်စေတယ်ဆိုရင်နှုတ်ကပတ်တော်ကိုဖះကိုပြောတဲ့အတိုင်းသူတို့ဘာကိုကျွန်တော်တို့ပြန်ဝေငှပေးတာဒါအစီခံခြင်းဖြစ်တယ်အနာငိမ့်စေတာလဲအစီခံခြင်းပဲကျမ်းမာစီတာလဲအစီခံခြင်းပဲသူတို့ဘာရဲ့ပူလောင်မှုတွေကိုကတက်တာစီရင်လဲဒါဟာအစီခံခြင်းဖြစ်တယ်ဒါကလူချင်းပေါ်မှာလူအားဖြင့်ဒီမြေကြီးပေါ်မှာဖះသခင်ရဲ့သဘောတဘာဝစီးထွက်လာတဲ့အခန်းကဏ္ဍအဲ့ဒီအပိုင်းခြားကိုတော့ကျွန်တော်တို့ကဝတ်ပြုခြင်းလို့ခေါ်တာဖြစ်တယ်ဒါကြောင့်ဒီ direction လေးနှစ်ခုကွယ်ပြားနားလည်စေခြင်းနဲ့ဖះနဲ့ကျွန်တော်တို့ကြားတွေကဆက်ဆံရေးဟာကိုးကွယ်ခြင်းနဲ့ချီးမွမ်းခြင်းနဲ့တော်ဆက်တဲ့အရာ relationship ဖြစ်ပြီးမှဝတ်ပြုခြင်းဆိုတဲ့အရာကတော့ကျွန်တော်တို့ဟာဖះသဘောနဲ့ကိုယ်နဲ့ဆိုင်တဲ့အတင်းတော်ကိုယ်နဲ့ဆိုင်တဲ့ဝန်းကျင်ကိုဖះရဲ့စိတ်သဘောနဲ့အစီခံအလုပ်ကြည့်ပြုခြင်းအရာအားလုံးဟာအစီခံခြင်းပါတယ်ဒီနေ့တော့အရောက်ချင်းတိုင်းဆောက်ခြင်းပေးပါစေအာမင်